live ပေါ်မှာပြတ်တာအဲ့တော့ကျွန်တော်ကအဆက်တွေပြန်လုပ်ပြီးတော့ကျွန်တော်ပြန်တွဲနေရဘယ်သူမှမသိဘူးဆိုတော့အဲ့လိုပဲပြတ်လိုက်ဆက်လိုက်ကျွန်တော်တို့အစဉ်ပြေးလိုက်မပြေးလိုက်ခေါ်လိုက်မခေါ်လိုက်အများကြီးကြားထဲမှာဆက်တွေတောက်လျှောက်အခုလည်းရှိပါတယ်ဟာမချစ်လို့မဟုတ်ဘူးတက်ကိုကြောက်သစ္စာမရှိလို့လည်းမဟုတ်ဘူးဆိုတော့အဲ့မှာကျွန်တော်တို့မထင်မှတ်ပဲကျွန်တော်တို့ပေါ့နော်ရိတ်လိုက်ရတဲ့သဘောဖြစ်သွားအောင်အဲ့တော့ချစ်ဆုံးကလေးကိုတလုံးမဲ့တရားနေတဲ့ရင်ထဲမှာရှိပါတယ်အခုလည်းဘိုးရောက်ရင်သူကတော့အကိုတရားလို့ဆက်နေပြီပါဆိုတော့သူ့ကိုဆက်တွေမပြတ်ထားပါနဲ့ပါညာဆိုတော့သူအမြဲတမ်းလဲသူအလုပ်ကိစ္စနဲ့လဲတိုင်ပင်ဖြစ်တယ်ဆိုတော့ဘုံတရားလည်းမရှိပါဘူးကျွန်တော်ဟုတ်စိတ်ကုန်သွားရလဲမဟုတ်ပါဘူးအဓိကတော့အချင်းနဲ့ပတ်သက်ပြီးပြင်မခံနိုင်တော့ဘန်ကောက်မှာတော့ကျွန်တော်မထင်မှတ်ပဲတစ်နှစ်လောက်ကြာသွားတယ်ပေါ့နော်အစားတော့အဲ့လောက်ထိကြာအောင်နေကိုသွားတာတော့မဟုတ်ဒီလိုပဲဆရာတော်ကြီးနဲ့ကပ္ပိယအနေနဲ့ကျွန်တော်လိုက်ပေးနေဟိုမှာ business လေးများလုပ်လို့ရမလားဆိုပြီးတော့ကျွန်တော်နည်းနည်းခဏနေကြည့်မယ်ဆိုပြီးတော့နည်းနည်းကြာမှမသိကြာသွားတာပေါ့ဟုတ်ကြstruggle ကကျွန်တော်ကဘန်ကောက်မသွားခင်တည်းကဖြစ်နေရဗျဖြစ်နေရဆိုတော့နည်းနည်း depression ဖြစ်နေရပိုင်းတွေရော struggle ဖြစ်နေရတော့ကျွန်တော်တစ်နှစ်ကျော်လောက်ရှိခဲ့ပြီပေါ့နော်ဆိုတော့အဲ့ဒီပိုင်းမှာလည်းဘန်ကောက်ရောက်တဲ့အချိန်မှာလည်း company နဲ့အဲ့လိုမျိုးအဆက်တွေတော့ရှိတယ်ကျွန်တော်တို့အဲ့တော့ပြတ်တာမဟုတ်ဘူးလေဒီလိုပဲသူလည်းကျွန်တော်သွားတယ်ပြီးတော့သူလည်းကြောင်းလိုက်တက်မယ်ဆိုပြီးတော့ plan ရှိခဲ့ရပေါ့ဒါပေမဲ့သူလည်းဒီမှာဇလန်တွဲပါသွားတာနဲ့ကျွန်တော်လည်းလောလောဆယ်ပြန်မလာဖြစ်သေးတာနဲ့ကျွန်တော်တို့အဲ့လိုပေါ့ဗျာသမီးစားတဘာဝအဲ့လိုမျိုးကျွန်တော်နားလည်မှုတွေလွဲအဆင်ပြေအများကြီးဖြစ်သွားတယ်ပေါ့ဟုတ်အခုကတော့တကယ်ကျွန်တော်တို့ဒါ break လိုက်တယ်ပြောမှာဟုတ်အဲ့တော့ကတော့ကျွန်တော်တို့မီဒီယာမှာတက်လာရလေသူ single ဖြစ်သွားပါပြီပါညာဒါပေမဲ့ live ပေါ်မှာပြတ်တာအဲ့တော့ကျွန်တော်တို့ကအဆက်တွေပြန်လုပ်ပြီးတော့ကျွန်တော်တို့ပြန်တွဲနေရဘယ်သူမှမသိဘူးဆိုတော့အဲ့လိုပဲပြတ်လိုက်ဆက်လိုက်ကျွန်တော်တို့အစဉ်ပြေးလိုက်မပြေးလိုက်ခေါ်လိုက်မခေါ်လိုက်အများကြီးကြားထဲမှာဆက်တွေတောက်လျှောက်အခုလည်းရှိပါတယ်ဟာအဓိကတော့ကျွန်တော်တို့ကဘာလို့လဲသိတဲ့အတိုင်းတကယ်လဲကျွန်တော်တို့က officially တကယ်လဲချစ်ခဲ့ကြတယ်အဲ့ဘိုင်းမှာကျွန်တော်တို့ကဘယ်လိုပြောမလဲအချိန်တစ်ခုကြာလာတဲ့အခါမှာRS တစ်ခုကအချက်တစ်ခုတွေနဲ့ဆက်သွားလို့မရဘူးဗျာကျွန်တော်တို့နားလည်မှုတွေရရှိမှလိုလာတယ်တက်ကိုတယောက်ယုံကြည်မှုတွေ respect တွေတန်ဖိုးထားမှုတွေလိုလာတဲ့အခါမှာဒီလိုပဲပေါ့အကျွယ်လဲကွာမှုရကျွန်တော်တို့အများကြီးကျွန်တော်တို့လောင်နေခဲ့ကြရပါဗျာမချစ်လို့မဟုတ်ဘူးတက်ကိုတယောက်သစ္စာမရှိလို့လည်းမဟုတ်ဘူးဆိုတော့အဲ့မှာကျွန်တော်တို့မထင်မှတ်ပဲကျွန်တော်တို့ပေါ့နော်ရိတ်လိုက်ရတဲ့သဘောဖြစ်သွားအောင်အဲ့တော့ချစ်ဆုံးကလေးကိုတလုံးမဲ့တရားနေတဲ့ရင်ထဲမှာအဲ့ဒါလည်းစိုက်ပါတယ်အဓိကတော့အကျွဲတစ်ခုတည်းတော့လည်းမဟုတ်ပါဘူးသူရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ကိုယ့်ရဲ့အရွယ်နဲ့လည်းဒီလိုပဲပေါ့လည်းကျွန်တော်ဆိုင်ပါဟုတ်အဲ့လိုပြောလို့ရပါတယ်တကယ်ကြတော့သူလည်းအမှားလုပ်လို့မဟုတ်ဘူးကိုလည်းမှားလုပ်လို့မဟုတ်ဘူးအဲ့မှာကျွန်တော်တို့ကလောင်နေကြတာကြာသိရမလားပျော်ရွှင်မှုတွေနေလာပြီးတော့အဓိကတော့ပြောလို့ပြောရင်ကျွန်တော်လည်း struggle life တွေရောက်နေတဲ့အချိန်မှာအရင်တော့လို့အရင်မตายရနိုင်တော့ဘူးပေါ့ဗျာသူလည်းသူ့ရဲ့အရွယ်ရသူ့ emotional ရဒါတို့ရောဖြစ်ခဲ့ကြတာပါဟုတ်ရှိပါတယ်အခုလည်းဘိုးရောက်ရင်သူကတော့အကိုတရားလို့ဆက်နေပြီပါဆိုတော့သူ့ကိုဆက်တွေမပြတ်ထားပါနဲ့ပါညာဆိုတော့သူအမြဲတမ်းလဲသူအလုပ်ကိစ္စနဲ့လဲတိုင်ပင်ဖြစ်တယ်ဆိုတော့ဘုံတရားလည်းမရှိပါဘူးကျွန်တော်ဟုတ်စိတ်တွေလည်းအများကြီးပြင်ပန်းခဲ့တယ်ပြီးတော့ကိုယ့်အရွယ်ရလည်းအလုပ်တွေလည်းလုပ်ရှင်သေးတယ်ပေါ့နော်ဒီချိန်မှာကမ္ဘာလေးနဲ့အဲ့လိုပြတ်ပြီးတဲ့ကလည်းအခုချိန်ထိဘယ်ကမ္ဘာလေးမှကြားထဲမှာမရှိခဲ့ဘူးပေါ့နော်ဆိုတော့ AC ပဲဆိုတော့အဓိက struggle life ဖြစ်နေတဲ့အခါကျတော့အဲ့ဒီအခြေအပိုင်းတွေလည်းသိပြီးတော့မစင်းစားဖြစ်နေဘူးညာဟုတ်စိတ်ကုန်သွားရလဲမဟုတ်ပါဘူးအဓိကတော့အခြေနဲ့ပတ်သက်ပြီးပြင်မခံနိုင်တော့ပြင်မခံနိုင်တော့ဆိုတာအေးချင်းစဲဗျာကို့ဘမှာတကယ်နားလည်မှုပြင်းတဲ့တကယ်လဲချစ်တယ်တကယ်လဲမျိုးထွေးလုံခြုံမှုပေးနိုင်တယ်ဆိုလို့ရှိရင်တော့လည်းတစ်မျိုးပေါ့နော်ဒါပေမဲ့လည်းအရင်တော့မပြောလို့ရဲပါဘူးအခုကတော့ကျွန်တော်အလုပ်တွေလုပ်ဖို့ပဲကျွန်တော်ခေါင်းထဲမှာရှိပါတယ်ခင်ဗျာဟုတ်ဘယ်လောက်ဆွဲကြလုပ်ခဲ့ရလဲstruggle ကတော့ဗျာပို့လင်းပြောရင်ကျွန်တော်တို့ကဒီအလုပ်တွေလုပ်ဖို့ရောအဓိကတော့
လူပြန်အလုပ်ဒီနဲ့ပတ်သက်လို့ရောဒီစီးပွားရေးနဲ့ပတ်သက်လို့ရောပေါ့နော်တခြားအစုံမှာပဲ struggle ကတော့ဟိုကျွန်တော်အတက်ကြရင်အများကြီးဖြစ်ခဲ့တဲ့ပုံမှာနိုင်ငံခြားမှာနေခဲ့တဲ့ကာလာတုန်းကလည်းကျွန်တော်အများကြီးဟိုမှာဖြတ်တန်းခဲ့ရတာပေါ့နော်ဟို line ပေါ်မှာတော့အဲ့လိုပဲနည်းနည်းပျော်ရွှင်တာလေးတွေနည်းနည်းတင်ဖြစ်တယ်ပေါ့ဒါပေမဲ့လည်းတကယ်တမ်း lonely ဖြစ်ပြီးတော့တကယ်ကို struggle ရော stress တွေရော depression တွေရောအများကြီးဖြစ်နေခဲ့ရပေါ့နော်အခုလည်းဒါမထင်မှတ်ပဲနဲ့ကျွန်တော်ပြန်ဟုတ်လာပြီပေါ့ပြန်ဟုတ်လာတယ်ဆိုအဓိကအလုပ်တွေလည်းကန်လန်းထားရလည်းရှိလို့ပါပါတယ်အလုပ်တွေလည်းပြန်လုပ်ရှင်လို့ပေါ့နော်ဟုတ်မြော်နေကြတဲ့ပြည်သက်တွေအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်ဟိုလူပြန်အလုပ်တွေလည်းကြားထဲမှာအများကြီးအဆက်ပြတ်နေခဲ့တယ်ပေါ့နော်ဆိုတော့အခုအလုပ်တွေပြန်လုပ်တဲ့ခါမှာလည်းဆက်ပြီးအားပေးပါအောင်လို့ပြောချင်ပါတယ်ခင်ဗျာကျေးဇူးပါဗျာ